slow progress is stay progress နှင်းနေပြီမဲ့ရက်မနေသေးကိုကအရှိကိုပဲသွားနေပါတယ်ဒီ Friday မှာကိုကိုစကားလေးတခွန်းပြောပြပါငါနောက်မကြဘူးငါအချိန်နဲ့ငါရောက်လာနေပါတယ်ဘဝမှာအမြင့်ဆုံးရောက်ဖို့တဲ့ကိုသွားနေတဲ့လမ်းကိုမရက်ပဲဆက်ရှောင်နိုင်ဖို့ကပိုအရေးကြီးပါတယ်တချို့နေ့တွေမှာကိုစူးစမ်းသလောက်မဖြစ်ရလက်တွေမမြင်ရဘူးဆိုရင်ကိုပေးသလောက်ပြန်မရဘူးကိုသွားနေတဲ့လမ်းကမှန်ရလားလို့တန်တရားဝင်တက်ပါတယ်ဒါပေမဲ့မမြင်ရသေးတာနဲ့မဖြစ်လာသေးတာမတူပါဘူးပေါ့နော်ဒီနေ့ကိုလုံးနေတဲ့အလုပ်သေးသေးလေးကိုသင်ယူနေတဲ့ပညာသေးသေးလေးကိုမရပဲဆက်ကြိုးစားနေတဲ့ခြေလမ်းသေးသေးလေးတွေကဒီနေ့မှာကိုမျောလင်းထားတဲ့ဘဝကိုတည်ဆောက်ပေးနိုင်ပါတယ်မနှိုင်းရှင်ပါနဲ့မလျှော့ပါနဲ့ကိုယ်အချိန်နဲ့ကိုယ်ဆက်သွားပါဒါကြောင့် slow progress is stay progress ဖြစ်ပါတယ်ရှင့် Friday Mind Talk with Jessica ကနေပြီးတော့ကျွန်မ Jessica ဇေယျကနေမျှဝေပေးလိုက်ပါတယ်ရှင်